ဒါကတော့ကျွန်တော်တဲခဲ့တဲ့ Vivid Hotel Review လေးပါကျွန်တော်အခုတဲတဲ့အခန်းလေးရပါတော့ဈေးနှုန်းကကြတော့6800ပေးရတယ်ရွှေကုန်တိုင်းလမ်းမပေါ်မှာပဲတည်ရှိပါတယ်ကျွန်တော်ကတော့အဲ့လိုမျိုးဒီလို train room လေးပဲရလိုက်လို့အဲ့အခန်းလေးပဲရလိုက်တယ်ပေါ့နော်ဒါတော့မှတစ်ခန်းတော့ပဲကြံတော့လို့ကျွန်တော်ကန်ကောင်းလို့ရသွားတာပါပြီးဒါကြောင့် Smart TV ပေါ့နော်Smart TV ဆိုထုံးစံတိုင်း YouTube နဲ့ချိန်ပြီးတချင်းချင်းပိုင်းနားထောင်လို့ရတယ်ဇာတ်ကားကြည့်လို့ရတယ် Netflix ပါကြည့်လို့ရတယ်ပေါ့နော်သူတို့လုပ်ထားပေးတယ်ဒါကြတော့ night view လေးပါဘေးနားမှာဘားတွေလည်းရှိတော့ night out ထွက်မဲ့သူတွေအတွက်တော်တော်လေးအဆင်ပြေတယ်ပေါ့နော်နေရာလေးကလည်းမဆိုးကားလမ်းမဘေးမှာပဲရှိတယ်အဲ့တော့သွားရလာရလွယ်ကူတယ်ပေါ့နော်ဒါတော့သူတို့မီနူပေါ့နော်ဒါကြတော့ရေတက်တာမှာသူတို့မီနီဘားလေးရှိရယ်ဟန်နီကန်ဘူးတို့ရှက်တို့ကုတ်တို့ပြီးရင်ပုံမှန်လဲပလင်းတွေဘာတွေလည်းရသေးရပေါ့နော်ဒါကြတော့တပုတ်တန်တို့ဘာလို့ပေါ့နော်ဟိုတယ်တိုင်းလို့ထားပေးတယ်ဒါလေးကကြတော့ကျွန်တော်အကြိုက်ဆုံးအချက်တွေကဒီ laundry service ရတာပေါ့နော်သူ့နေရာနဲ့သူ့ဈေးနဲ့ဆိုရင်တော့တန်တယ်လို့တော့ပြောလို့ရတယ်โอเคဒါကတော့ရေချိုးကန်းလေးပါသူဟာတော့ပါခတ်လို့ရတယ်ပေါ့နော်နည်းနည်း smart ကြတယ်ပေါ့နော်ဒါမှအထဲကအပြင်စင်ကတော့အရင်ကြီးမကောင်းရင်တော့မှစိုးတဲ့အထဲတော့မပါဘူးเนาะအင်တာလေးကလည်းစိုးတော့မစိုးတန့်တယ်တော့ဒါကြောင့်သူဟိုတယ်နာမည်နဲ့ပေါ့နော်ရှောင်ဝဘူးနဲ့ရှမ်ပူဘူးပါတကားကြတော့ slide တော့အမျိုးအစားကိုသူတို့တုံးထားတာကိုတွေ့ရတယ်โอเคယူလေးကလည်းစိုးတော့မစိုးပေါ့နော်ညမောချိုဟိုတယ်လေးကလည်းမစိုးဘူးတိတ်ဆိတ်တယ်တိတ်ဆိတ်အေးချမ်းတယ်ပေါ့နော်ဝင်နေနေရလဲတဘောကောင်းကြပါလေโอเคဒီညတော့ဒီမှာပဲတဲဖြစ်တယ်ပေါ့နော်ကျေးဇူးပါအားလုံးကို